ဝစီရကနာကာယောစာဝစီရာဝုရာဝါစိကောဝစီရံဘုတနောတေထောဝစီရာတံနမမဟံယောဘဂဝါရွှေဘုံတော်6သွဲဖြင့်တင့်တယ်မြင်မခြင်းရှင်တော်မြတ်ဘုရားသည်ဝစီရကနာကာယောစာစိန်ကုန်စိန်ခိုင်စိန်တိုင်းစိန်တဲ့စိန်ပလဲသို့မကွဲမပြဲ့တခဲနဲ့ကြန့်ခိုင်၍ရိမ့်ရိုင်မရှိပဂတိအရှိန်လင်းသဖြင့်ထိန်ဝဲသောယုဘကာယလည်းရှိတော်မူပါ၏ဝစီရာဝုရာဝါစီကောတခါပြစ်ကဆူရှာဖောက်ထွင်းတောင်လင်းလေညစိန်သွားရှိသောတရားမြင်လက်ချိန်ဝရစိန်တို့တကြိမ်မိတ်လျင်သိမ့်သိမ့်မြည်ဟိမြေကြီးတုံးလျင်နှုံမြေဟောခေါ်တရားတော်လည်းရှိတော်မူပါ၏ဝစီရမူတနောသီလသမာဓိပညာဟုလွန်စွာရှိန်ကဲစိတ်အခဲကိုအမြဲမပြတ်စင်မြတ်တော်မူအပ်သည်ဖြစ်၍တေထောလောကမကိုက်ဥတိုက်ကြရာယရဏဓိပတိအတုမရှိမြင့်မြတ်တော်မူလာပါ၏ဝစီရံအတွင်အပနဝနှစ်ပြင်စိန်ပန်းပင်ကြီးဖြစ်တော်မူပါထသောတံပကဝန္တံထုံဘုံတော်6ခက်စရရွယ်တို့ဖြင့်ထိန်လက်ဝင်းပြောင်းအုပ်ရှောင်းမြတ်ဖျားရှင်တော်ဘုရားကိုအဟံစိတ်တစိတ်မှစိတ်နိဗ္ဗာန်ကိုစိတ်ကြံမှန်းစတန်တကြီးရောဘုရားတပည့်တော်သည်နမမိစိတ်စင်ပမထိန်ဝင်းသာသည်တရာစိတ်ခက်လက်ရှုံဆက်၍ဥထမြောင်မိုးလက်စပြထိတ်မှမိုးလို့အကျဉ်းချင်းရှင်ခိုးကြောလိုက်ပါတော့သည်